ဒီအတွက်မင်္ဂလာရွှေသမီးဟင်းများဟာကြိုတင်ပို့ဆောင်ပေးပါရင်ညီမငယ်လေးမတ်သုံးဖြူစင်ဖွေမက်မေမီကိုမက်မရာရီတို့ဟာမင်္ဂလာစီပီကမှာကြိုတင်နေရရှိပေးပါရင်ချစ်ခင်စွာဖြင့်ဖိမင်တကပြုနိုင်ရပါလို့ရှင်သမီးကြီးများချစ်မြင့်ပိတ်သိစင်ပေးပါရန်အတွက်အလူဒါရိုက်ကကြီးဦးအောင်စော်လေးအလူဒါရိုက်ကမှဒေါ်ထွေးထွေးနဲ့အတူတူတမူလာပတ်တာမင်္ဂလာပြုသောအာဟာရဖေဘောကမင်္ဂလာသမီးကြီးတို့ကိုကျေးဇူးရှင်ဖွားဖွားဒေါ်ကြီးနဲ့ဒေါ်ခင်အေးတို့မှပိတ်သိစင်ချစ်မြင့်ပေးပါရန်အတွက်လေးစားချစ်ခင်စွာဖြင့်ဂါရဝတရားများစွာဖြင့်ပန်ကြားဖိတ်မယ်ကပြုရပါလိမ့်ရှင်မင်္ဂလာသမီးမင်္ဂလာဟင်းပေါ့ပါဖြစ်ပါတယ်မင်္ဂလာသမီးမင်္ဂလာဟင်းကခဏကြီးပေါ့ပါဖြစ်ဒီနေ့ဒါမင်းလာမင်းကကနာမင်းကနန္ဒမင်္ဂလာရင်းရှင်းပါမယ်သမီးတွေတို့ရရှိရတဲ့မင်္ဂလာအကျိုးတရားများအတွက်မင်္ဂလာဆုမင်္ဂလာခဏကြီးဖတ်ကြမှာဒီနေ့ဖတ်ကြတဲ့နိုင်ငံတော်ပြည်ဆောင်မရှိတော်ဘိုင်းတော်ဘာလို့တပည့်နာနဲ့ပါလာကြည့်ရဖြစ်တယ်လူကလည်းပါနေပြီးပါဝီဝါကြီးပေါင်းတော့တယ်အပိယနာမေကြီးနာတို့မင်္ဂလာသမီးမင်္ဂလာရေးပေါ့မှာဒီနေ့လာမင်းတော်ဝဲဝင်လာမင်းတော်နဲ့အနာမကနန္ဒမင်္ဂလာကိုစီပြမှာမင်းကြီးတို့လည်းမင်္ဂလာသမီးမင်္ဂလာရေးပေါ့အမှန်တရားကိုပေါ့မှာမင်္ဂလာသူချမ်းသာကြတော့ဗာတရားတော်မှာ